လက်တလုံးမှာနာမည်အကြီးဆုံးသတင်းတွေကတော့မသိမ်းမှုတွေပဲဖြစ်ပါတယ်အိန္ဒိယနိုင်ငံထိုင်းနိုင်ငံပြီးရင်ကျွန်တော်တို့မြန်မာနိုင်ငံဒါဖြစ်နေတဲ့အရာတွေရှိပါတယ်တခြားနိုင်ငံတွေမှာလည်းဖြစ်နေတဲ့အရာတွေအများကြီးပါပဲဒါပေမဲ့သတင်းတွေကများများဆဆမတက်လာတာပဲရှိတာပေါ့နော်ဆိုတော့လက်ရှိမှာတော့အိန္ဒိယမှာတော်တော်လေးဟောဖြစ်နေတဲ့73နှစ်ရွယ်မိန်းကလေးကိုလူငယ်တစုကနေပြီးတော့မှအနိုင်ကျင့်ပြီးတော့မှအသက်သေးတဲ့အထိလှုပ်ကြံခဲ့မှုရှိပါတယ်အဲ့ဒါကိုအိန္ဒိယအစိုးရကဒီလူငယ်တွေအားလုံးကိုဖမ်းပြီးတော့မှလက်တလုံးမှာဆိုရင်လူမြင်ကွင်းမှာသူတို့ကိုကြိုးပေးတေတံစီရင်လိုက်တာဖြစ်ပါတယ်ဒါကတော်တော်လေးကိုကောင်းမွန်တဲ့တရားစီရင်ချက်ဖြစ်ပါတယ်တို့တူပဲထိုင်းနိုင်ငံမှာလည်းတော်တော်လေးကိုဆိုးဝါးတောင်းကျမ်းတဲ့အမှုဖြစ်ခဲ့ပါတယ်ဒါအားလုံးတည်ပြီးသားပဲရုရှားမောင်နှမကိုတတ်တယ်အဲ့ဒါကွန်းဆက်ကိုလိုက်တော့မိသားစု3ယောက်ကိုထပ်ပြီးတော့တတ်ခဲ့တယ်ဗောနော်အဲ့တတ်တာတော့မှတော်တော်လေးကိုဆိုးရွားပါတယ်သူဝန်ခံချက်အရဆိုရင်အဲ့ဒီဒီမိသားစု3ယောက်ဗောနော်သူအခလေးရဲ့ပြီးရင်အခလေးရဲ့အဖေရဲ့အမေရဲ့ဗောနော်အဲ့ဒါသူ့သမီးကိုလည်းဒီမိသားစု3ယောက်တည်းကမှသမီးနဲ့အမေကိုလည်းဒါမတရားမှုကျူးလွန်ပြီးတော့မှနိုင်ကျင့်ပြီးတော့မှတတ်တယ်ဗောနော်ဆိုတော့တော်တော်လေးကိုလည်းယွန်းရှာဖွေကောင်းပါတယ်ဆိုတော့အိန္ဒိယအစိုးရကအဲ့ဒီမတိမ်မှုကိုကင်တွယ်ရမှာတော်တော်လေးကိုထိထိရောက်ရောက်ပြင်းပြင်းထန်ထန်ကင်တွယ်တယ်လို့ပဲလက်ရှိမှာထိုင်းနိုင်ငံကလည်းဘယ်လိုလုပ်လာမလဲဆိုတာကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ထိုင်းအစိုးရကတော့ဥပဒေရေးရမှာတော်တော်လေးကိုဟိုဖြစ်ပါတယ်ပြောရမယ်ဆိုတော့ဝေဖန်စရာတွေအများကြီးရှိပါတယ်သူတို့ဘယ်လိုလုပ်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါကဒုများနိုင်ငံတွေဖြစ်နေတာပေါ့နော်လက်ရှိကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ဒါအထူးသဖြင့်ရခိုင်ပြည်မှာဆိုရင်ဒါအင်တာနက်ခင်းမလို့ဒါဒီပေါ်တာဒါတော့မှလူတွေတီးလို့ပဲပေါ်လာတဲ့အရာတွေရှိတယ်လူမတီးတဲ့အရာတွေဘယ်လောက်တောင်များမလဲပေါ့နော်ကျွန်တော်စဉ်းစားကြည့်တာကျွန်တော်အထူးသဖြင့်ဆိုတော့ဒီရခိုင်ရှိမယ်ပြီးရင်စစ်ကိုင်းဘက်တွေပေါ့နော်အညာဒေသတွေမှာလက်တလုံးမှာအမျိုးသမီးတွေအနိုင်ကျင့်ခံရမှုတွေအများကြီးရှိပါတယ်မပြောလို့ဒါမပြောကြတာပါတီးတဲ့လူတွေကလည်းတီးကြပါတယ်ဆိုတော့ဒါဘယ်လိုပဲဖြစ်ဖြစ်ဒီ main ကလေးတွေလက်တလုံးမှာဆိုတော့ main ကလေးတွေအတွက်အန်တရများတဲ့နှစ်ကာလကြီးလို့ကျွန်တော်ပြောလို့ရမယ့်အနေထားဖြစ်နေတယ်ဆိုခေတ်ကာလကိုကလည်းဒါကျွန်တော်အင်တာနက်ခေတ်တွေ AI ခေတ်တွေပါတစ်ဖက်မှာတိုးတက်နေပေမဲ့လူတွေရဲ့အကျင့်စရိုက်ပိုင်းတွေကတော့တော်တော်လေးကိုဆိုးရွားလာပါတယ်တော်တော်လေးကိုလည်းဆိုးရွားဖြစ်လာပြီးတော့လူတွေရဲ့အကျင့်စရိုက်တွေဆုပ်ယုပ်မှုတွေကတော်တော်လေးများလာပါတယ်ဆိုတော့လက်ရှိအနေထားမှာဆိုတော့ကျွန်တော်တို့ဒီအမျိုးသမီးတွေပေါ့နော်အထူးဂရုစိုက်တင်ပါတယ်အထူးသဖြင့်ကိုယ်မှာသားသမီးတွေရှိတယ်ကိုယ့်ရဲ့နှမတွေရှိတယ်ပြီးရင်ကိုယ့်ရဲ့အဲ့ဒါဒီအမျိုးသမီးငယ်တွေမှမဟုတ်ပါဘူးအမျိုးသမီးတိုင်းကလည်းဒါပြောမှဆိုအမျိုးသမီးငယ်မှစပြီးအမျိုးသမီးကြီးတွေပေါ့နော်ကိုနဲ့မတိမအဆက်တဲ့လူနဲ့ဆိုတော့အရန်ကြီးပေါင်းတင်းတာမျိုးတွေတွားလာလောက်တာမျိုးတွေမရှိသင့်ပါဘူးဆိုတော့ရှောင်းတင့်တယ်လို့ရအောင်ကိုရှောင်းရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်စဉ်းစားကြည့်အောင်တော့အိန္ဒိယမှာဖြစ်သွားတဲ့73နှစ်အရွယ်ကလေးကိုလူငယ်တစုကဘယ်လိုများခေါ်သွားတယ်လဲပေါ့နော်ဒီကလေးကလည်းတွတ်နေတဲ့ကလေးဆိုတော့73နှစ်ရွယ်ဆိုတော့တော်တော်လေးတဲ့စဉ်းစားတွေးခေါ်မှုပိုင်းမှာအားနည်းနေပါသေးတယ်ဆိုတော့ဒီလိုမျိုးတွေမဖြစ်အောင်ပေါ့နော်ကိုယ့်ရဲ့ကလေးတွေကိုယ့်ရဲ့သမီးတွေရှိရဆိုရင်မိသားဒီမိဘတွေကလည်းတော်တော်လေးကိုဂရုစိုက်ပြီးတော့မှထိန်းချောင်းဖို့လိုအပ်ပါတယ်ဆိုတော့ဒီအရာတွေကိုသိတဲ့အမျိုးသမီးတွေကလည်းကိုယ်ရဝန်းဒေတာမှာကိုယ်နဲ့သိတဲ့လူပဲဖြစ်ဖြစ်အရန်ရင်းနေတဲ့ယောက်ျားလေးမျိုးကိုပဲဖြစ်ဖြစ်တော်တော်လေးကိုလည်းတတိထားပြီးတော့နေထိုင်ဖို့လိုအပ်ပါတယ်အထူးသဖြင့်တော့သူတို့ယောက်ျားလေး3-4ယောက်တောင်ပါလာပဲငါတယောက်ထည့်လိုက်သွားတာဘာမှဖြစ်ပါဘူးဆိုပြီးလိုက်သွားတာမျိုးတွေလည်းလုံးဝမလုပ်ပါနဲ့ပြီးတော့ကိုယ်နဲ့အရန်ရင်းနေတယ်ဆိုပြီးတော့လည်းယောက်ျားတိုင်းကိုမယုံကြည်ဖို့အရန်ရေးကြည့်ပါတယ်တော်တော်လေးအန်တီများတဲ့ခေတ်ကာလဖြစ်ပါတယ်ဆိုတော့ဒါတွေကကျွန်တော်တို့အမျိုးသမီးတွေအားလုံးဆင်ခြင်စရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်မြန်မာပြည်မှာလည်းလက်တလုံးမှာဖြစ်နေတဲ့အရာတွေရှိတယ်ဒါတာဝန်ရှိတဲ့သူကိုယ့်ရဲ့နေမြေဒေတာအလိုက်တာဝန်ခံတဲ့လူတွေကဒီအမှုတွေကိုဘယ်လိုဖြေရှင်းပေးမလဲဆိုတာကတော့ကြည့်နေရမှာဖြစ်ပါတယ်သူတို့ရဲ့နေမြေသူတို့ပိုင်ဆိုးထားတဲ့နေမြေမှာဒီအမှုတွေကိုမကင်တွယ်မဖြေရှင်းပေးဘူးဆိုရင်အမျိုးသမီးတွေကိုမကာကွယ်ပေးဘူးဆိုရင်သူတို့ကိုသူတို့တီးဖို့ဖြစ်ပါတယ်ဆိုတော့အဲ့ဒီလုတ်တဲ့တရားခံတွေရောပြီးအုပ်ချုပ်တဲ့လူတွေရောသူတို့ရဲ့အပြစ်ကြီးကိုသူတို့ပြန်ခံရမှာဖြစ်ပါတယ်ဆိုတော့နောက်တော့ပြပိတ်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်